ဒီနေ့မှာတော့လုပ်ငန်းခွင်မှာကြုံတွေ့နေရသူတွေရဲ့ personality ကို idiomatic expression လေးနဲ့ဘယ်လိုဖော်ပြရမလဲဆိုတာလေ့လာကြမယ်နော်မတရားစေခိုင်းတဲ့အလုပ်ရှင်ကို slave driver လို့ခေါ်ပါတယ်ဥပမာ My boss is a real slave driver. He expects us to work overtime every day without any extra pay. ကျွန်တော်ရဲ့တတိကတကယ်ကိုမတရားစေခိုင်းနေသူပဲကျွန်တော်တို့ကိုအချိန်ပိုကြီးမပေးဘဲနဲ့နေ့တိုင်း overtime ဆင်းခိုင်းမှုမျှော်လင့်နေလေအသေးစိတ်လိုက်လံညွှန်ကြားခိုင်းစီစဉ်နေသူဆိုရင်တော့ micromanager လို့သုံးပါတယ်ဒီစကားလုံးလေးက idiom တော့မဟုတ်ပါဘူး micromanage ဆိုတဲ့ verb ကနေဆင်းသက်လာတဲ့ noun form ဖြစ်ပါတယ်ဥပမာ Our team leader is a real micromanager. He likes to micromanage all the team members and tell what to do in every single step. ကျွန်တော်တို့ရဲ့အဖွဲ့ခေါင်းဆောင်ကတော့တကယ်ကိုအသေးစိတ်ညွှန်ကြားခြင်းနေသူပဲအဖွဲ့ဝင်အားလုံးကိုလုပ်ငန်းစဉ်တိုင်းမှာဘာလုပ်ရမလဲဆိုတာအသေးစိတ်လိုက်ပြောခြင်းနေလေ Slacker အချောင်ခိုးတဲ့သူဥပမာ He's such a slacker. He's always late with his projects and he expects me to work harder to keep up. तू ကတကယ်အချောင်ခိုးတဲ့သူပဲသူ project တွေဆိုအမြဲနောက်ကျတယ်ပြီးတော့ကျွန်တော်ကိုအချိန်မီအောင်ပို့ပြီးတော့စူးစမ်းစီစဉ်လိုက်သေးတယ်လी goal break ရောင်60လောက်တော့လုံနေတာပဲဒါပေမဲ့ဘယ်တော့မှအလုပ်မပြီးတဲ့သူမျိုးကိုဆိုလိုတာပါ She's a goal break She works like a busy bee but she never finishes the projects in time သူမရောင်60ပါပဲအမြဲတမ်းတော့အလုပ်လုပ်နေတာပဲဒါပေမဲ့ဘယ်တော့မှသူမရဲ့ project တွေဆိုရင်အချိန်မီမပြီးဘူးလေ workhorse သူများထက်ပိုပြီးတော့အလုပ်စူးစမ်းတဲ့သူဥပမာ She deserves a promotion. She's really a workhorse and we know that she's always on the ball. သူမက promotion နဲ့ထိုက်တန်ပါတယ်တကယ်လဲသူများထပ်ပို့ပြီးတော့အလုပ်စူးစမ်းတဲ့သူလေအမြဲတမ်း idea အသစ်တွေနဲ့ရှေ့ပြေးနေတဲ့သူဆိုတာကျွန်တော်တို့သိတာပေါ့ဒီနေ့လေ့လာခဲ့တဲ့စကားလုံးလေး၅လုံးကိုမှတ်မိလား slave driver micromanager slacker gold brick workhorse တကယ်မှတ်မိသွားအောင်လို့ကိုယ်ပိုင်ဝါကျလေးနဲ့ပြန်သုံးကြည့်နော် See you next time bye bye